မြောင်းရံလေးတွေကတဖြူးဖြူးတိုက်ခတ်နေတော့လဲဒေါ်ဆက်ကကြောက်ဖြာရ100လုံးပါစီကားတိုက်မြိုက်နေလေတယ်ရောင်းချောင်းကွင်းမြင်ကြီးထဲမှာမေတုံပြဆောက်လုပ်ထားသောဆက်စင်ကြီးတစ်ခုလည်းရှိနေပြီရွာသားများကလည်းဖြာကိုသည်ဖြစ်နေရဦးပါအားပေးရန်အသင့်ဖြစ်နေကြရွာသားများစောင့်မျှော်နေရခြင်းမှာအကြောင်းရှိယနေ့ညလာရောက်ကားပြမယ်ဆက်ဖွဲ့ကနယ်လဲဇက်တပင်လောကမှာနာမည်ကြီးလာသောမြစ်တာမိုးရရတနာရွှေပြည်ဇက်တပင်အဖွဲ့ပဲဖြစ်ပြီးဆက်စင်နောက်ဘက်မိတ်ကပ်ပြင်ခန်းတွင်ဇမင်းသားကြီးမင်းရဲကျော်ကဝေစားများကိုလဲလျက်ရှိလေတယ်သူ့ရဲ့ဘေးတွင်ဆက်ဆရာကြီးကပြပြတလဲပြင်ပြောလေတယ်မင်းသားကြီးဒီညကြောက်ဖြာရာကတို့ကိုအုံပွဲငပြောဝင်းနဲ့တေးသေးချာချာပင့်ထားတာလမ်းမှာကားနဲ့ချိုရင်းလို့နောက်ကျသွားတယ်ဂျာသားတွေစောင့်ရတာအားနာကြမင်းသားလက်ဆန်းပြပြီးကားပြလိုက်စမ်းပါဗျာစိတ်ကြပါဆရာကြီးကကျွန်တော်တို့ဇက်ဘက်ကပေးသက်ကိုဘယ်တော့မှမျက်နှာပြအောင်မလုပ်ခဲ့ပါဘူးဒီညပွဲဥထညမှုအပြည့်ပြင်ကားပြပါမယ်တထုံးထုံးပြင်ဆိုင်းဝမ်းမှာပတ်မာကြီးတန်ကဟိန်းကနေထွက်ပေါ်လာပြီးနောက်ကြည်လူဘွေရနှဲတန်ဆန်းဆန်းလေးကလည်းလေလူတွေကိုပြန့်နှံ့သွားလေတယ်ဇပွဲကြီးကစတင်လေးပြီးဇမင်းသားမင်းရဲ့ကြော်နဲ့မင်းသမီးလေးတို့စင်ပေါ်သို့ထွက်လာချိန်တွင်ကြောက်ပြရွာသားများရဲ့လက်ခုပ်တံများကကွင်းလုံးပြည့်စူးညံသွားလေတော့မင်းရဲ့ကြော်ရဲ့ကောက်ွက်များကလူကြွလှပတယ်လို့မင်းသမီးငိုချင်းတန်များကလည်းနားထောင်ရသူရွာသားများရင်ထဲကိုထိရှစေတယ်ဒီညမင်းသားကကတာပိုကောင်းလာကြည်လားကွာဆယောက်ကအဖိုးကိုတယောက်ကရေနေချမ်းတောက်ရင်ဘေးကလူကိုလှမ်းပြောလေအေးဗျာဒါပေမဲ့တခုတော့ထူးဆန်းနေတယ်ဗျမင်းသားရောမင်းသမီးရောမျက်နှာတွေကဖြူဖြောပြော့ကြီးနဲ့လေဖြတ်ထားတယ်လို့အေးဆက်နိုင်လာတယ်ဆက်စင်မီးတွေကလည်းဘာလို့မှိန်ပြကြီးဖြစ်နေတာလဲမသိဘူးဗျာရွာသားများကထူးဆန်းသေးဘူးထင်ရုံသာထင်တော်လဲဇပွဲဆွဲဆောင်မှုအောက်တွင်အရာအလုံးကမေးရောကဆက်လက်အားပေးနေကြလေတယ်ဇသမားများအားလုံးဒီလည်းပင်ပန်းနွမ်းနယ်ခြင်းမရှိပဲပိတ်သက်အားပေးမှုကြောင့်ပို့ပြီးတော့စိတ်အားထက်တန်စွာကပြနေလေတယ်သူတို့ရင်ထဲမှာကတော့ခရီးဝေးလာရတဲ့အရှင်ကြောင့်ခဏကိုတစ်ခုလုံးထုံချင်းကြိုက်ခဲနေတယ်လို့ခံစားနေရတော့လဲဆက်စင်ဘောကမီးရောင်အောက်တွင်အကောင်းဆုံးဖြောပြေးနေကြဆဲပင်ဖြစ်ပြီးဇလန်ကညတကောင်ကျော်၏အာယုံတက်ချိန်သို့ရောက်ရှိလာလေတယ်လူရှင်တော်များအလှည့်တွင်တော့မင်းသားမင်းရဲကျော်ကစင်အောင်ခန်းသို့ပြန်ဝင်သွားပြီးမှန်တော့တဲ့မိမိကိုပြန်ကြည့်လိုက်လေတယ်ထိုစဉ်သူ၏ရင်ဘက်အင်ကြီးပေါ်မှာတွေးခွက်ကြီးတစ်ခုကစိမ့်ထွက်လာသည်ကိုတွေးလိုက်ရပြီတော့ငါ့ရင်ဘက်ကဘာလို့တွေးလို့ထွက်နေတာလဲပြီးတော့ငါဘာလို့ဘာဝေဒနာမှမခံစားရတာလဲမင်းရဲ့ကြော်ကအံ့ဩသွားလေထိုလည်းမကားသေးဘူးအခြားသောဇက်ဖွဲ့များကိုလည်းကြည့်လိုက်လေတယ်လူရှင်တော်၏ကောင်းတွင်သွေးများစီးကျနေပြီးဆိုင်းစာကြီးလက်မောင်းကြီးတစ်ခုလုံးကအယိုးပေါ်မတက်ဆုပ်ပြဲနေသည်ကိုသတိပြုမိသွားလေတယ်သို့တော်ထိုသည်များအားလုံးကနာကျင်ခြင်းမရှိဘဲစင်မော်တို့တက်ရန်သာစိတ်ဆောနေကြတယ်ထိုအချိန်တွင်မင်းသားမင်းရဲ့ကြော်၏ပူကောင်းတဲ့ဆိုလမ်းခရီးကပုံရိပ်တချို့ကဒိန်းငနဲ့ဝင်ရောက်လာလေတယ်မိုးမောင်ကျနေတဲ့တောင်ပတ်လန်းတစ်ခုစကားကြီးပရိပေါက်ပြီးတောင်ကန်ပေါင်ပေါ်ကနေလိမ့်ကျသွားတာလူတွေအော်ဟစ်ကြတာပြီးတော့တစ်ပင်တွေချားမှာသွေးအိုင်တွေနဲ့လဲကျနေတဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေမဟုတ်ဘူးငါတို့အားလုံးတည်သွားကြပြီပဲမင်းရဲ့ကြော်တာတော့ဘလုံးတုံကြီးသွားတယ်သူတို့အားလုံးကြောက်ဖြာရာကိုမရောက်ခင်တောင်အောင်ကွေ့တယ်ကားမှပြီးပွဲချင်းပြီးတေဆုံးခဲ့ကြခြင်းတွေဖြစ်ပေတယ်သို့တော့ကြောက်ဖြာရာမှာကားပြရမယ်ဆိုသည့်ပြင်းထန်သောဂရီးကုတ်ဝန်းနဲ့ဇက်တပင်ပေါ်ဆွဲလန်းသည့်စိတ်ဝိညာဉ်တို့ကြောင့်သူတို့ကတေမန်းမသိတဲ့ဝိညာဉ်အဖြစ်ဘာကိုဆက်လာပြီးကပြခဲ့ကြခြင်းဖြစ်ပေတယ်မင်းရဲ့ကြော်ကအမှန်တရားကိုသိသွားခြင်းရင်ထဲတိုင်းစွတ်နေကမျက်ရည်များပင်ဝိုင်းလာလေသို့တော့သူဒီငိုရမနေခဲ့ပါစင်နောက်ကဖွဲ့သားများကိုကြည့်ပြီးတိုးတိုးလေးပြောလိုက်လေတယ်အဖွဲ့သားတို့ငါတို့တောင်းကြေခဲ့ပြီးပါအားလုံးကောင်းကောင်းကပြပြီးပြီမို့အခုစက်သိန်းကြရအောင်နောက်ဆုံးစက်သိန်းကနဲ့မင်းသားနဲ့မင်းသမီးကစေမော်တို့ပြန်ထွက်လာလေတယ်မင်းရဲ့ကြော်ကပြိတ္တများကိုကြည့်ကတချင်းဆိုရင်စိုက်ကြီးတငင်ငိုတန်ဖြင့်ငိုရှားလေတယ်လူပြည်လောကခက်တာခဏလာရပေမဲ့မြေတာကလေးမပြတ်ဝန်းလို့တေးလျက်သားနဲ့လာခဲ့ရပါတယ်ရွာသူရွာသားတို့ရဲ့တချင်းဆုံးတွင်နေမင်းကြီးကတောင်ပန်ဖြန့်ကလိမ့်ပြေလာလေတော့တယ်နေအောင်ကြီးအလင်းတန်းလေးဇက်စင်ပေါ်သို့ကြားရောက်လာသည်နှင့်အမျှမင်းသားမင်းရဲ့ကြော်၏ခြေထောင်များကစတင်ကမျိုးများဖြစ်အေးပြောလာခဲ့ထို့နောက်မင်းသမီးဆိုင်းဝန်းနှင့်ဇက်စင်ကြီးတစ်ခုလုံးသည်လေနေရာအောက်နှင့်တဖြည်းဖြည်းပုံဝါးကပျောက်ကွယ်သွားလေတော့တယ်ရွာသားများအားလုံးကအံ့ဩမှန်သက်စွာဖြင့်ထားရကြည့်စင်မှာပဲရွာထဲသို့အခြားရွာကလူတစ်ယောက်ကဆိုင်ကယ်ဖြင့်အပြေးလွှားမောင်းဝင်လာပြီးအော်ပြောလေလူချင်းမင်းတို့၏မတော်ကားလန်းတောင်ကွေ့မှာမင်းများကကြောက်ဖြော်ရွာကိုလာမဲ့မေတ္တာမိုးဆွေဇာကားကြီးမှောက်လို့ဆက်ဖွဲ့သားတွေအကုန်လုံးပွဲချင်းပြီးတေဆုံးနေကြပြီလို့ထိုစကားကိုကြားလိုက်ရကြတယ်ကြောက်ဖြော်ရွာသားအားလုံးကကြက်သိမ်းမွေးချင်းထသွားကြပြီးဆက်စင်ရှိကလေးမြေကွက်လက်ကြီးကိုကြည့်ကအဲ့ဒီများပင်လဲတာကြောက်လို့သူတို့ကကြီးကြရသည်မှာတရေ6ချင်းမြင်မဟုတ်ဂရိတစ္ဆာကိုအသက်ထက်တန်ဖိုးထားပြီးတေဆုံးသွားရှာသည့်တိုင်အောင်အရောက်လာပြီးဖြောပြေခဲ့ကြသည့်တနာစီယာဇက်သမားလေးများ၏နောက်ဆုံးနှုတ်ဆက်ပွဲသာဖြစ်ပေတယ်ဆက်စင်ကော့လက်ကြီးတဲ့လေပြီးအဝင်းနဲ့ကြံရိတ်ခဲ့သောဂရိဘာစာလေးတချို့သာဝါနေစရာကောင်းလောက်အောင်တလွင့်လွင့်နဲ့ကြံခဲ့ပါလေတော့တယ်